ပါတယ်ဗျာ1384ခုနှစ်ပြတ်တော်လာပြီကျော်13ရက်2023ခုနှစ်ဇန်နဝါရီလ18ရက်စကိုင်းတောင်ရုံမြတ်စကြာကျောင်းတိုက်ရွှေရနာကျောင်းဆောင်တွင်ဆင်ကျပပြုလုပ်အပ်သည်စကိုင်းတောင်ရုံမြတ်စကြာကျောင်းတိုက်နှင့်မြတ်စကြာကျောင်းတိုက်ခွဲများအလုံးတို့၏မဟာနာယကတတော်58နှစ်တိခါတော်38ဝါရဘဝနှစ်ထံလွန်တော်မူသည့်မြတ်စကြာဆရာတော်ပတ္တန္တဣဒကပိဝန္တအန္တိမအခိသဗနာသာထုကိလနာတပနှင့်ဆက်လျင်ဖြင့်ရှင်ကျမ်းပြုလို့အသည်အကျိုးဓမ္မသဘင်ခန္ဓာဝေမုံရမြို့နန္ဒုံရက်ွယ်သာသနာရောင်ချီကျောင်းတိုက်နာဂဆရာတော်နှင့်တပိတန်ဃာများမုံရမြတ်စကြာသာဝကတပိတယကမများဤအမတဌာနဓမ္မဒါနဖြစ်ဖြင့်ဟောကြားအပ်တော်သိမင်းမမြင်ရသွားချစို့အကြောင်းတရားဒေသနာတော်အတ္တနာမစ္ဆူရာသတ္တခိစေမြတ်စွာဘုရားဟောတဲ့ဒေသနာတော်ထဲမှာမစ္ဆူရာသတ္တအတ္တနာသိမင်းမမြင်ရတဲ့တရားဆိုတာရှိတယ်ဆိုတာဘုရားဟောတာနော်အတ္တနာမစ္ဆူရာသတ္တခိစေသိမင်းရဲ့မမြင်ရအယတ်တို့သွားပါလို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းတိုက်တွန်းထားတယ်။ရှောင်းနိုင်တယ်လို့လည်းလမ်းညွှန်မှုပြုထားတယ်။31ဘုံတန်တရားထဲမှာရှိနေသမျှခန္ဓာကိုယ်ရနေသမျှကာလပတ်လုံးလူတိုင်းသရဝတိုင်းဟာသိခြင်းတရားနဲ့ရင်ဆိုင်ရမှသာဖြစ်တယ်။ဘယ်သူမှသိခြင်းတရားကိုရှောင်ကွင်းသွားလို့မရဘူး။ဒါကြောင့်သိမင်းမမြင်ရအရက်ကိုရောက်မှသာတယ်သိခြင်းတရားကလုံးမှာပဲဖြစ်တယ်30ဘုံနဲ့မှာတော့သိမင်းမမြင်တဲ့အရက်ဆိုမရှိဘူးအလုံးဟာသိခြင်းတရားရှင်းဆိုင်ရမှာပဲသိမင်းရဲ့နေပယ်ထဲမှာဖြစ်နေသမျှသိခြင်းတရားကမလွတ်နိုင်ဘူးလို့ဆိုတာရှုစားမှတ်သားထားကြဖို့ပေါ့နော်သိမင်းမြင်မြင်ရရက်ကိုသွားလို့ရတယ်ဆိုတာမြတ်စွာဘုရားဟောတဲ့ဒေသနာတော်အရာသိရှိနာလဲကြတယ်အလုံးဒီပြီးတော့ကြီးညိုကိုးကွယ်ကြတယ်တပိတန်ဃာတွေအနေနဲ့အာကိုအာထပြုရတယ်မြတ်စကြာဆရာတော်ဟာတတော်50ကျော်ကာလမှာပဲသိမင်းနဲ့ဆုံတွေ့သွားတယ်လို့ဒီလိုပြောပါအဲ့တော့မြတ်စကြာဆရာတော်ရှခုကဲ့သို့ဘဝနှစ်ထံဆံတော်ရအခြေကြောင့်မြတ်စကြာဆရာတော်ရဲ့တပည့်တရားရကမသာဝကတိအနေနဲ့ဆုံးရှုံးနေနာမှုတစ်ခုရှိကြတယ်အဆုံးရှုံးတာတော့ဆိုတာသိရှိနာလဲဖို့လို့တယ်ပေါ့နော်လောကမှာဆုံးရှုံးမှုဆိုတာရှိကြတယ်တဝိတယောက်မရှိတော့ဘူးဆိုလို့ရှိရင်ဆုံးရှုံးမှုတွေရှိတယ်တော့ဆုံးရှုံးမှုကဘာဆုံးရှုံးမှုလဲအဲ့ဒါသိဖို့တော့လို့တယ်ပေါ့ရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အခါမှာရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားရလိုက်တဲ့အခါမှာတဲ့တကူလုံးဟာကြက်သိသေးသွားတယ်မဒုရကသတော်ဝိယကာယောတကူလုံးကြက်သိသေးသွားသလိုတောင့်တင်းသွားတယ်လူဆိုတာကြောက်ရင်ဖြစ်စေ
စိတ်မကောင်းရင်ဖြစ်စီဘာလို့ရမှမသိဘာကိုင်ရမှမသိဖြစ်သွားတာဆိုလို့တယ်နော်မဒုရကစာတော်ဝိယကာယောဒီကိုယ်လုံးတောင့်တင်းသွားတယ်စိတ်ခံစားချက်ကြောင့်ဖြစ်သွားတယ်ထိတာပိမေနပက္ခယန္တိဟိုဒီမြင်ကွင်းနေလေသူပျောက်ကုန်ပြီစိတ်တော့ကရောက်သွားတဲ့အခါဟိုကမမြင်တာမမြင်ဖြစ်ကုန်တယ်နော်ဒါသူစိတ်ခံစားချက်ကိုရှောက်တာအဓိကဘာလို့ဆိုဓမ္မပိမန္နပฏิပန္တိချက်မှတ်သိယူထားတဲ့နှုတ်တဲ့ရထားတဲ့ပရိယတိဓမ္မတွေဟာလည်းပဲစဉ်းစားလို့ကိုမရတော့ဘူးခေါင်းနဲ့မပေါ်လာတော့ဘူးဟိုတရားတွေလည်းပျောက်ကုန်တယ်လို့ပြောတာနော်တရားတွေလည်းပျောက်ကုန်တော့ကရောက်သွားပြီဆိုလို့ရှိရင်အဲ့လိုဖြစ်တတ်တဲ့သဘောနော်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားလိုက်ရတဲ့အခါတကူလုံးတောင့်တင်းသွားပြီးတော့ပိုးမမြင်လေးမမြင်တရားဓမ္မတွေလည်းယင်ထဲမှာမရှိအောင်တောကလွှမ်းမိုးပြီးပျောက်ဆုံးသွားပါတယ်လို့ဒီလိုရှောက်လို့ရပဲနော်အဲ့ဒီလိုရှောက်တော့မြတ်စွာဘုရားကမြတ်စွာဘုရားပိန်ကြားလိုက်တဲ့စကားကအဘဓမ္မမှတ်သားစရာကောင်းတယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါမှာတဲ့အနန္တစီကနေပြီးတော့သီလတရားတွေသမာဓိတရားတွေပညာတရားတွေဝိမု ക്തി ဆိုတဲ့လွမြောက်မှုမဖို့တရားတွေဝိမု ക്തി ဉာဏတသနာဆိုတဲ့အဲ့ဒါတွေကိုသိမြင်တဲ့တရားတွေဒီတရားတွေဟာသာရိပုတ္တရာပြိဋိဘံစံတော့သင်ကိုယ်ပိုင်တရားတွေပါသွားသလားတဲ့ဒါစဉ်းစားခိုင်းတာရသော်ဗျာဒီမေကုန်းလေးထုတ်လိုက်တာဆုံးရှုံးနေတာမှုဆိုတာကိုယ်စီပါရိပါသွားလေရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အခါမှာရှင်နန္ဒရဲ့တဏ္ဍကပါရိပါသွားလေပါရိဆုံးရှုံးတယ်ဆိုအဲ့ဒီမှာဆုံးရှုံးတာကိုရှင်နန္ဒကပြန်ဖြည့်ပြတယ်တမန်ဆိုရင်ဒီမေကုန်းပေးလိုက်လို့ရှိရင်ရှုပ်တဲ့ဖြည့်တယ်မှမဟုတ်ဘူးရှင်နန္ဒကချက်ချင်းသဘောပေါက်သွားတယ်သူပါဖြည့်လိုက်တော့ဆိုရင်အရှင်ဘုရားတဲ့တပည့်တော်စီကသီလသမာဓိပညာဒီဤချင်းနေပါသွားတာတော့မဟုတ်ပါဘူးတဲ့ဒါတွေကတော့တပည့်တော်တဏ္ဍမှာရှိနေပါတယ်တဲ့ဆုံးရှုံးတာကဘာလဲဆိုတော့ရှင်နန္ဒအပိစ္ဆမေဗန္တိအာယတမသာရိပုတ္တောဩဝါဒကောရှင်သာရိပုတ္တရာဆိုတာတဲ့အမတန်မှပျော့ပြောင်မြောင်းတဲ့နာချပြီးတော့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူတို့လွန်ကအားကိုးရတဲ့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဩတိန်နောဘယ်ကိစ္စမှလူမရှိဘူးသူကိုယ်တိုင်ပါဝင်ပြီးတော့ဖြည့်ရှင်းပေးတတ်တယ်ဝိညာဉ်ပကောနာမလဲသေးရင်နားလဲအောင်ရှင်းပြပေးတတ်တယ်တန်တတ်တကောအဓိပ္ပာယ်ကိုရှင်းကနေမြင်အောင်ပြောဆိုပေးတတ်တယ်တမတပကောလိုက်နာကျင့်သုံးခြင်းအောင်လည်းပဲဟောပြောပေးတတ်တယ်သမုဒ္ဒိစကောစိတ်အားတွေတက်လာအောင်လည်းပဲဆုံးမတတ်တယ်တမ္ပဟံတကောရှင်လန်းပီတိဖြစ်လာအောင်လည်းပဲပြောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်နန္ဒကသူ့ကိုယ်ပိုင်သူ့ရင်ထဲမှာရှိတဲ့တရားတွေဆုံးရှုံးတာမဟုတ်ဘူးဆိုလို့အခုပြည့်တတ်တယ်အဲ့ဒါတော့ပေါက်ထားနော်ဘာတွေဆုံးရှုံးသွားတာတော့ဆိုရှင်နန္ဒပြောပြတယ်အဲ့ဒါရှင်သာရိပုတ္တရာစီကအဆုံးမဩဝါဒတွေရှင်သာရိပုတ္တရာဆိုတာအမတန်မှကျင့်နာကရုဏာထားပြီးတော့လိမ္မာရှင်ကျေးအောင်တရားမသိသေးလို့ရှင်သိအောင်ရှင်းလင်းပြတတ်တယ်တဲ့အကိလသုဓမ္မဒေသနာယတရားစကားဟောရမယ်ဆိုရင်ဘယ်တော့မှမပြင်းဘူးလေရှင်သာရိပုတ္တရာ
အပြင်းမထူတရားဟောဖို့အတွက်အမြဲကြိုးစားတယ်နေမကောင်းသေးဘူးကောင်းကြိုက်တယ်တို့ဆင်ကြီးပေးပြီးတော့လောက်တာမရှိဘူးအကိလာသူဆိုတာမကြိုးစားတာမရှိဘူးအမြဲတမ်းသူကကြိုးစားပြီးတော့ရှင်းပြတတ်တယ်တဲ့အနုခကောသဗ္ဗမစာရိနာအတူနေတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းအပိကူညီတတ်တယ်ဟုတ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကဆွမ်းခံသွားပြီဆိုလို့ရှိရင်ရှေ့ကနေထွက်မသွားဘူးနောက်ဆုံးမှချမ်းနေရတယ်ချမ်းနေပြီးတော့ကြောင်းထဲမှာလှည့်ကြည့်ဒီမကောင်းတဲ့ကိုရောရှိသလားဒီမကောင်းတဲ့ကိုရောရှိရင်အပိစကားပြောပြီးသူနဲ့တဲ့တဲ့အစားအစာတွေဆွမ်းခံရတွေရလာကျွေးတယ်ကြောင်းထဲမှာတန်တန်ရှင်းရှင်းမရှိတဲ့နေရာတွေဆိုတန်ရှင်းရေးလုပ်ခဲ့တယ်သင်္ကန်းတွေလှမ်းပြီးတော့မယုတ်ဘူးဆိုရှင်သာရိပုတ္တရာယုတ်ပြီးတေချာခောက်ပေးခဲ့တယ်အဲ့ဒါတွေကြောင်းတစ်ချောင်းလုံးလက်ပတ်ကြည့်လှုပ်ဆောင်ပြီးတော့မှသူကနောက်မှဆွမ်းသွားတယ်ဒါအတုလှုပ်လို့ထားရှိအဲ့တော့အများပေါ်မှာဘလောက်စာနာထောက်ထားမှုရှိတယ်ဒါကိုပြောတယ်အနုခကောသဗ္ဗမစာရိနာအတူနေပုဂ္ဂိုလ်တွေပေါ်မှာအလုံးကိုကုညီပေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးရှင်အနန္ဒာကလျှောက်တယ်ဓမ္မယံအာယတမတောသရိပုတ္တတဓမ္မောဇံဓမ္မဘောဂံဓမ္မောဇံဓမ္မပရိဘောဂံဓမ္မဒုက္ခံအဒုတ္တရမှာရှင်သာရိပုတ္တရာပဋိမြတ်သူတို့ပေါ်ရှင်အနန္ဒာကတပည့်တော်တို့ပေါ်ရှင်သာရိပုတ္တရာရဲ့အကျဉ်းနာမေတ္တာထားပြီးတော့ချီးမြှောက်တဲ့အစီနဲ့ရှိတဲ့ဓမ္မရေးစဉ်ကိုတိုက်ကြွေးမှုတရားနဲ့ချီးမြှောက်ခုညီပေးမှုကိုတပည့်တော်တို့ကတတိယနေချတာပါတော့ရှင်အနန္ဒာပြောလို့ရင်သူစီကသီလသမာဓိပညာတွေပါသွားလို့ဆုံးရှုံးတယ်လို့ထင်တာပြောတာမဟုတ်ဘူးတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ပြိဋိဘံစံသွားတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့အကူအညီတွေသူတို့မရတော့ဘူးရှင်သာရိပုတ္တရာရဲ့ဆုံးမစကားတွေမကြားရတော့ဘူးအဲ့ဒါအတွက်ဆုံးရှုံးတာပါလို့ဘာဆုံးရှုံးတာလဲဆိုတာသိပေါ့နော်အခုလည်းပဲညစကြအဝကတွေလည်းကြည့်ဘာဆုံးရှုံးတာတော့ဆရာတော်တက်တော်ထင်ရှားရှိတဲ့အချိန်မှာဆွဆွမာတဲ့စကားတွေစပြီးပို့ချပေးမှုတွေလမ်းညွှန်ပေးမှုတွေဒါတွေမရတော့ဒါတွေဆုံးရှုံးသွားတာလို့ပြောတယ်ဒီပြင်ဆုံးရှုံးမှုမဟုတ်ဘူးပုဂ္ဂိုလ်တို့တယောက်စီကရှားရှိနေတဲ့တန်ဖိုးမပြတ်တဲ့ဆုံးမစကားတွေဆုံးရှုံးကြရတယ်အဲ့ဒါအတွက်စိတ်မကောင်းဖြစ်တာပါတော့မြတ်စွာဘုရားပေးလိုက်တဲ့မိကုံးကလည်းမတန်ကောင်းတယ်ဆုံးရှုံးသွားတဲ့ဘဝနဲ့တံပြန်လွန်သွားတဲ့သို့မဟုတ်ပြိဋိဘံစံသွားတဲ့ရှင်သာရိပုတ္တရာနောက်ကုသန္တန်ကတရားတွေပါသွားတာမဟုတ်ဘူးသို့တော့ရှင်သာရိပုတ္တရာကချီးမြှောက်တဲ့အချက်တွေကိုမရတော့အဲ့ဒါအတွက်စိတ်မကောင်းတာပါလို့အဲ့တိုင်ပဲအခုဆုံးရှုံးတယ်ဆိုတာဘာဆုံးရှုံးတာတော့ဆိုတာသိဖို့လုပ်တယ်ပေါ့နော်အဲ့ဒီဆုံးရှုံးမှုကတော့ပြန်မရတော့တဲ့ဆုံးရှုံးမှုကိုသူတို့ခေါ်ရမှာပုဂ္ဂိုလ်စီကတိုက်ရတဲ့ဆုံးရှုံးမှုမရနိုင်တော့ဘူးသို့တော့တတော်ဆရာရှိတဲ့အချိန်ကာလတုန်းကဆုံးမဩဝါဒပေးခဲ့တာလေစာပေပို့ချပေးခဲ့တာလေရှင်းလင်းပြသပေးခဲ့တာလေဒါတွေကိုတော့ပြန်လဲပြီးတော့ကြာနာလို့ဖော်ထုတ်လို့တော့ရနိုင်တယ်ပေါ့ပုဂ္ဂိုလ်တယောက်မရှိတော့ဘူးဆိုဆုံးရှုံးမှုကအဲ့ဒါဥဆောင်မှုပေးတာတွေမရှိတော့ဘူးဆုံးရှုံးသွားပြီလို့သူတို့ဆိုလို့ဒါကဘဝမှာကြုံရတဲ့လူတိုင်းကြုံရမယ့်အခက်အခဲတစ်ခု
ဒါပြန်ဟုတ်ပြီဘာဖြစ်လို့ဆုံးရှုံးကြတာလဲလူရဲ့အသက်ဆိုတာကိုဘယ်တော့မှထာဝရဆိုတာမရှိဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့အဆုံးအမစကားလေးကိုနားထောင်ကြည့်အနိမိတ်တပနိညာတံမစ္ဆနာဣဒစီဝိတံကတိရိဉ္စပရိတ္တင်္စတင်္စဒုက္ခိနတန်ယုတံတန်လတုတ်တံမှာမြတ်စွာဘုရားဟောထားတယ်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ရောကြည့်လိုက်ကိုယ်အသက်ကိုရရှိထားတဲ့ပိုင်ဆိုင်ထားတဲ့ဆိုတဲ့အသက်ဆိုတဲ့စီဝိတဟာတဲ့အနိမိတ်တမျက်ခြေပြအရေးရောင်ပြပြီးဆိုင်ငံထားလို့မရတဲ့အရာဖြစ်တယ်အခုမသိနဲ့အောင်စောသေးတယ်လှုပ်ရှားလေးရှိသေးတယ်ဆိုပြီးပြပြီးတားလို့မရတဲ့အရာဖြစ်တယ်ပေါ့နော်အနိမိတ်တဆိုဆိုင်ပြပြီးတော့တားလို့လည်းမရဘူးအရေးခြေပြထားလို့လည်းမရဘူးအနိညာတံဆိုတာဘလို့နေရမယ်ကိုရထားတဲ့အသက်လေးဟာဘယ်နှစ်နှစ်နေရမယ်ဆိုတာမသိနိုင်ဘူးသူကမသိနိုင်မသိနိုင်တဲ့အရာတွေကစီဝိတံဗျာတိကာလောစတေဟနိခိပနဂတိပစ္စေတိစီဝလောကသမိအနိမိတ်တာနန္ဒယတိအမတ်တင်ကေတချမှတ်ထားတာမရှိသည့်အတွက်ကြောင့်လူရဲ့အသက်ဟာဘယ်နှစ်နှစ်နေရပဲဆိုတာသူကမသိတယ်ဘာယောဂနဲ့သိမယ်ဆိုတာလည်းမသိဘူးဘယ်ချိန်ဘယ်ကာလမှာသိမယ်ဆိုတာလည်းမသိဘူးဘယ်မှာကိုယ်ခန္ဓာကိုမြုပ်နိုင်ရမယ်တင်ညိုရမယ်ဆိုတာလည်းမသိဘူးဘယ်ဘဝရောက်မယ်ဆိုတာလည်းမသိဘူးမသိရတဲ့အရာဘယ်သူမှမသိနိုင်ဘူးတရားနော်မသိနိုင်တဲ့ဟာတွေပေါ့အဲ့ဒီလိုလူရဲ့အသက်ဆိုတာအနိညာတံဘယ်ရေးပဲဗျာနေရမယ်ဆိုတာမသိဘူးအဲ့တော့ဒီနေရာမှာလူအသက်လို့ပြောတာအတိပ္ပယ်တစ်ခုကြည့်ပဲဆိုရင်တော့စတုမာရေနတ်တေဆိုလို့ရှိရင်သူတို့တက်တန်နဲ့ဆိုရင်အနည်း900တက်တန်သမတ်ချက်ရှိတယ်လူတွေမှာတော့အဲ့ဒီလိုပုံသေးသမတ်ချက်မရှိဘူးအာယုပမာဏကဏနာယနိမောနတ္ထိဆိုပြီးတော့လူတွေရဲ့တက်တန်ဆိုတာသတ်မှတ်ထားတာမရှိဘူးရှေးဘုံရချုပ်အောင်ပြောတာဘာလို့လို့ဆိုရင်ကံသာလိမ်ပဓာနာဖြစ်လို့ပဲကံမောမှာမူတည်နေရတယ်တာဝရိသနတ်ပြည်ဆိုရင်သူတို့အရေးအတွက်နဲ့နှစ်ပေါင်း1000ဆိုတာသူတို့သတ်မှတ်ချက်ရှိတယ်လူတွေမှာအဲ့လိုသတ်မှတ်ထားတာမရှိဘူးလို့ဒါကြောင့်မို့အနိမိတ်တအနိမိတ်တမနိညာတံမစ္ဆနာဣဒစီဝိတံဒီတော့ကမှာလူတွေရဲ့အသက်ဆိုတာတဲ့ဆိုင်းပြပြီးတော့တားလို့လေအရေးရောင်ပြထားလို့လည်းမရဘူးဘယ်လောက်နေရမယ်ဆိုတာလည်းမသိနိုင်ဘူးတဲ့မသိနိုင်အောင်နဲ့လားလို့ဆိုကတိရိဉ္စပရိတ္တင်္စဒီအသက်ရှိဖို့အတွက်အတ္တမခက်ခဲတယ်တမန်အပြင်လူတွေကအသက်ရှင်မှုလွယ်တယ်လို့ထင်ကြတယ်သို့တော့အသက်ရှင်မှုအတွက်အလုံးကိုခက်တယ်ဘာဖြစ်လို့ခက်တာတော့လို့ဆိုအသက်ဆိုတဲ့စီဝိတဟာသူယက်တိနိုင်စွာမရှိဘူးယက်တိနိုင်စွာမရှိဘူးသူကဘယ်ပေါ်မှာမိနေရတော့လို့ဆိုလို့ရှိရင်ထွက်လေးပေါ်မှာမိနေရတယ်ဝင်လေးပေါ်မှာမိနေရတယ်အသက်မရှိနိုင်တဲ့သေးတာပဲလေခွဲတော့တရားရတယ်အောက်ဆီဂျင်ဆိုပြီးတော့ပြောကြတာနော်အောက်ဆီဂျင်ပြတ်ပြီးသေးတဲ့လူတွေကအများကြီးပဲဒါကြောင့်မို့လူရဲ့အသက်ဆိုတာအသက်ရှူသွင်းခြင်းနဲ့ပတ်သက်တယ်သက်ရှူထုတ်ခြင်းနဲ့ပတ်သက်နေတယ်အဲ့ဒီပုံမှာမိပြီးတော့ယက်တည်နေရတယ်အသက်မရှူနိုင်ဘူးမဆိုင်နိုင်ဘူးဆိုရင်သိသွားမယ်လို့ပြောတာနော်အကြောင်းပေါင်းအများကြီးရှိတယ်အသက်ရှူတာကအကြောင်းတစ်ခုသာလည်းဖြစ်တယ်
နောက်အကြောင်းတွေကပါတော့ဆိုဓာတ်၄ပါးကိုမှီပြီးတော့နေရတယ်ပထဝီအာဘောတေဇောဝါယောဆိုဓာတ်ကြီး၄ပါးအဲ့ဒီဓာတ်ကြီး၄ပါးမြတ်တာညီညွတ်နေမှလူဟာအသက်ရှင်နိုင်တယ်လို့ဆိုအသက်ရှင်နိုင်ဘူးဒီနေ့မှာပထဝီဓာတ်ဖောက်ပြန်သွားလို့ရှိရင်လူတစ်ကိုယ်လုံးဟာမာတောင့်သွားတယ်အဲ့ဒါကိုစာပေကျမ်းကမှာကဋ္ဌမုခမွေကြိုက်ခံရတယ်လို့သုံးတယ်နော်အဘောရပျက်စီးသွားပြီဆိုလို့ရှိရင်တစ်ကိုယ်လုံးပုတ်အဲ့ဒါကြတော့ဝါရတဲ့ဖောက်ပြန်တယ်တေဇောဓာတ်ဖောက်ပြန်လို့ရှိရင်တစ်ကိုယ်လုံးဟာပူလောင်သွားတယ်အဲ့ဒါကြတော့အခိမုခဆိုမွေကြိုက်ခံရတယ်အစိတ်၄မျိုးနဲ့ဝေ၄မျိုးနဲ့နိုင်ရှင်ပြီးတော့ဖော်ပြတာလေပြတ်သွားတယ်ဆိုလို့ရှိရင်လေကဖောက်ပြန်ပျက်စီးပြီဆိုရင်တတ္တမုခမွေကြိုက်ခံရတယ်ဒါနဲ့ခုတ်လိုက်တယ်လို့အဲ့တော့ထင်ရှားတယ်လေဖြတ်သွားတယ်ဆိုလေဖြတ်သွားတဲ့လူလည်းသိတာပဲလေအဲ့တော့ဓာတ်ကြီး၄ပါးကိုမြည်ပြီးတော့နေရတဲ့အခါကျတော့ဓမ္မခက်ခဲတယ်သက်ရှင်မှုတွေအနေကပစ္စယပฏิပတ္တဩဒိတောအကြောင်းမျိုးမျိုးနဲ့ပတ်သက်ပြီးသက်ရှင်နောက်တစ်ခုကဘာလို့ဆိုအစာစားရမှသက်ရှင်တယ်အစာမစားရရင်လည်းသိနိုင်တယ်အစာပေါ်မှာလည်းမိတိနေရတယ်နောက်တစ်ခုကဘာလို့ဆိုဥတ္တမလို့ဆိုရကိုငွေကံကြောင့်ဖြစ်တဲ့ဥတ္တမဒေဇောတအဲ့ဒါမရှိရင်လည်းပဲသိသွားတာပဲနော်နောက်တစ်ခုကဝိညာဏသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောတယ်အာယုဥတ္တမ